ဘုရားသခင်ရဲ့ကျေးဇူးတော်ကျွန်တော်ပေါ်မှာပြည့်ရှံနေလို့ဘုရားသခင်ကိုချီးမွမ်းပါတယ်ဘာဘာဝစရင်ချစ်တာမန်ရှာမောယေရိုတဲ့စကွာဂလာမယေရင်ချညာဘေကုမတာအင်ကုမတာမငေါငါကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုပြုထားတဲ့ကျေးဇူးတော်ဟာပြောရမကုန်နိုင်အောင်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တော့ကျွန်တော်တိတ်မပြောဘူးတဲ့ကျမ်းစာအကြောင်းကိုကျွန်တော်ပြောချင်တယ်အဲ့ဒါကဘာလဲဆိုပိတ်ခတ်လူတန်းချင်းနော်ကျွန်တော်သိသလောက်ပြောရင်ပိတ်ခတ်လူတန်းချင်းအတတ်နိုင်ဆုံးကျွန်တော်မပြောဘူးဒါပေမဲ့လိုအပ်လာလို့ကျွန်တော်ပြောမယ်လို့ကျွန်တော်စဉ်းစားနေတာဖြစ်ပါတယ်အဲ့ဒါကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုတောက်ပြန်ခြင်းအရာမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုတောက်ပြန်ခြင်းအရာမှာအရေးကြီးတဲ့အရာအရေးကြီးတဲ့အကြောင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုတောက်ပြန်ဖို့ရန်အတွက်ကျွန်တော်စဉ်းစားနေတယ်ကျွန်တော်အသင်းတော်ဘုရားသခင်ရဲ့ကျေးဇူးတော်အခုကျွန်တော်တို့တက်သိခံစရာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ချစ်တဲ့ညီငါအစ်တင်တော်မတော်ရစလေသူတို့ရဲ့တာနော်အသေးဂျိမ်းစ်ဒီကနေတွားတဲ့အခါကျွန်တော်တို့တော်တော်လေးအားမရဘူးအခက်ခဲအများကြီးတဲ့ကသူတို့တွားကြတယ်ဒါပေမဲ့ဘုရားသခင်ကျေးဇူးပြုပြီးတချစ်ဆိုတတ်နေပြီဟုတ်လားဆိုတော့ဘုရားကျေးဇူးပြုတယ်ကျွန်တော်အခုပြောရင်ဥလာစစ်ပေါကျွန်တော်ဆရာလာစစ်ပေါနော်ဘုရားသခင်ကျေးဇူးတော်ကြောင့်နော်အကောင်းဆုံးဘုရားကကျေးဇူးပြုပေးနေတယ်နော်အဲ့လိုပြောရင်ဘုရားသခင်ကကျွန်တော်တို့အသင်းတော်တစ်ခုလုံးကိုအသင်းသူအသင်းသားတွေကိုလည်းအောပွေရာဒုက္ခထဲကနေငါတို့ကိုကယ်တင်ပေးနေတာမိသားစုတိုင်းမှာနေရာတိုင်းမှာရှိနေကြတာကြီးပဲဆိုတော့ဒါဒီအားလုံးကကျွန်တော်တတိထားဖို့ရအတွက်ကဒီလိုစဉ်းစားလိုက်မယ်ဟာဆရာတွေဆုတောင်းတော်လို့အသင်းတော်တွေဆုတောင်းတော်လို့စဉ်းစားမယ်အဲ့လိုလည်းမဟုတ်ဘူးဖခင်ကယေရှုပြုပေးခြင်းတက်ပဲအဲ့ဒါမမေ့နဲ့ဒါပေမဲ့ဆုတောင်းဆရာမလိုဘူးလားလို့ပြောနေတာတော့မဟုတ်ဘူးဖခင်ယေရှုတော်ကနံပါတ်1ဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုချစ်လို့သူဆုတောင်းကျွန်တော်တို့ဆုတောင်းတာကိုနားညောင်းပေးနေတယ်ဒါကိုတတိယကြစို့နော်ဆိုပြီးဒီဘက်မှာကျွန်တော်နှုတ်ကပတ်တော်ပြောဖို့ရန်အတွက်ကကျွန်တော်ယေရှုတော်ကိုဘယ်လိုတောက်ပြန်မလဲဖခင်ကကျွန်တော်တို့ကိုယေရှုပြုပေးထားတာအများကြီးပဲဒါဆိုကျွန်တော်ဘယ်လိုတောက်ပြန်မလဲလို့ပြောရင်ကျွန်တော်နံပါတ်1ပေးကမ်းခြင်းပေးကမ်းခြင်းပေးကမ်းလူတန်းခြင်းကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ပေးကမ်းလူတန်းခြင်းဟာအမတမအရေးကြီးတဲ့နံပါတ်1ပေးကမ်းလူတန်းခြင်းဟာဖခင်ရဲ့ယေရှုတော်ကိုတောက်ပြန်တဲ့နေရာမှာအကောင်းဆုံးအချက်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပေးကမ်းခြင်းကိုပြောရတယ်ရောဝူဆာရင်ချီရိုတဲ့စကောပူချာမပူဒိုဝူဆာရင်ချီတဲ့ရော်လီဖိုးကောင်ဝဝူဆာရင်ချီတဲ့ရော်လီဘီလီကောင်ဝဝူလီဘဲချဲနံပါတ်1ရိုတီဂမူဂမတမညာဝူဆာရင်ချီတဲ့ဖိုးကောင်မအခခမတိရှင်ငါလို့ပြောချင်တာကျွန်တော်ပေးကမ်းလူတန်းခြင်းဟာဖခင်သခင်ရဲ့ကျေးဇူးတော်ကိုတောက်ပြန်တဲ့နေရာမှာအကောင်းဆုံးအချက်ဖြစ်တယ်အကောင်းဆုံးအချက်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာခုနကျွန်တော်ကျမ်းစာဖတ်တဲ့အခါနှစ်ကောအခန်းကြီးကိုကျွန်တော်တို့ဖတ်ကြတယ်နော်ဖခင်သခင်ကကျွန်တော်တို့ကိုပေးကမ်းလူတန်းပေးကမ်းလူတန်းဖို့အကြောင်းအများကြီးပြောထားတယ်နှစ်ကောအခန်းကြီး8မှာလည်းကျွန်တော်ဖတ်တဲ့အခါပြန်တွေ့ရတယ်အခုနကျွန်တော်တို့ဖတ်သွားတဲ့နေရာမှာနိကောအခန်းကြီးကိုအပိုင်းငယ်ဟိုမှာကျွန်တော်3လ5-6ခုမှာကျွန်တော်ဖတ်တဲ့အခါမျိုးစပါးမျိုးစေ့အများကြီးကျဲတဲ့လူကအများကြီးရိတ်ရမယ်နည်းနည်းလေးကျဲတဲ့လူကနည်းနည်းလေးရိတ်ရမယ်ဆိုတော့အဲ့ဒါကျွန်တော်ပြောချင်တာဖခင်ကယေရှုတော်ကိုတောက်ပြန်ဖို့ရန်ဖခင်ကကျွန်တော်တို့ကိုပေးကမ်းခြင်းကျွန်တော်တို့ကိုပြုစီခြင်းနဲ့ဘုရားဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဘာဖြစ်လို့ကျွန်တော်ဘုရားတကယ်ယေရှုတော်ကိုတောက်ပြန်တဲ့နေရာမှာပေးကမ်းခြင်းကဘာလို့အရေးကြီးတယ်လဲလို့ပြောရင်ပေးကမ်းခြင်းဟာဘယ်ကစလာတယ်လဲလို့ပြောရင်ဘုရားစီကစလာတာဖြစ်တယ်ဒါကိုမမေ့ကြဆိုတဲ့ရိုတီကလိကမတမညာ
Sura tiga liga mati banyak ali wabe utu tula banyak baba usane kwapi tula ma kwapi ngaba payar ken siga ne pikan chen sare pikan chen suraga payar siga thalare aya phit de ai da jaw pikan chen jaw ma pyo lo ma ya bu shin paul lo ora sa yi de di ne ya dai ma pikan chen jaw amya ji yi ne de tu le pikan chen a phya amya ji payar ye amu lo de ma pa wu nan keအဲ့ကြောင့်ပိကန်ချင်းအမတန်ရေးကြည့်တယ်ပြောချင်တာပိကန်ချင်းဆိုတာဘုရားသခင်စီကနေစလာတယ်ဘုရားသခင်လို့ပြောတဲ့အခါတောင်းပါသစုလုံးကနေစလာတာဖြစ်တယ်နံပါတ်1ပိကန်ချင်းလို့ပြောတဲ့အခါနံပါတ်1ထာဝရဘုရားသခင်ကအရင်ဆုံးစပါတယ်ခမဲတော်ဘုရားသခင်ကအရင်ဆုံးစပါတယ်ယောမဩရစာအခန်းကြီး8အပိုင်းငယ်ကျွန်တော်တို့30ကနေကျွန်တော်ဖတ်တဲ့အခါငါတို့တစ်ဖက်မှာဘုရားသခင်ရှိတယ်ဆိုရင်ငါတို့ဘက်မှာဘယ်သူရက်တည်နိုင်မလဲငါတို့ကိုဘယ်သူစန့်ကျင်ပြီးဘယ်သူနေနိုင်မလဲအဲ့လိုပဲတဲ့တားတော်ကိုတော့မနှမျောမနဲ့ခတ်သိမ်းတော့အရာငါတို့ကိုပေးလားမပေးလားလို့ပြောရင်ပေးပြီးသားအဲ့ဒါကြောင့်ခတ်သိမ်းတော့အရာမပေးမနဲ့မနေဘူးဆိုကြည့်ပေးကန်ချင်းဟာဘယ်ကစလာလဲဆိုလို့ပြောရင်ဖယားစီကစားဖယားကေကကဘာမတိမရှိမိကလေးကကဘာကြီးကိုဖန်ဆဲမဖန်ဆဲငယ်ကလေးကသူ့ရဲ့သားတော်ကိုငါတို့အတွက်ပေးဖို့ပြင်ထားပြီးသားမမေ့ကြနဲ့ဘာမဟုတ်ဆိုင်မြူမချီမချီထားလဲရိုတဲ့ရစားတိကကနာမပြောကြကြတော့ကဘာကြီးကိုဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာအာဒန်နဲ့အေဝါကိုဖန်ဆင်းတယ်အာဒန်နဲ့အေဝါကိုအေဒီဝိတမှာထားတယ်အေဒီဝိတမှာထားပြီးမှကောင်းမကောင်းပိုက်ချရအတီးပြေကိုလည်းဘုရားကစိုက်တယ်စိုက်ပြီးမှမစားရဆိုတဲ့ပြည့်ညက်လည်းဘုရားပဲပြောတယ်ဒါပေမဲ့မကောက်ဘူးအာဒန်နဲ့အေဝါစားမယ်ဆိုတာလည်းသိတယ်စားပြီးတဲ့နောက်မှာဘလို့ကယ်ရမလဲဆိုတာလည်းဘုရားကပြင်ထားပြီးသားသိပြီးသားဆိုတော့အာဒန်နဲ့အေဝါမစားနဲ့ဆိုတဲ့အတီးကိုစားလိုက်ပြီးမှအပြစ်တွေကျသွားတဲ့အချိန်မှာပထမဦးဆုံးသူအရင်ဆုံးပေးတယ်။ဘာပေးလဲ။တားတော်ကိုပေးရမယ်ဆိုကြတဲ့အဲ့ဒီကဘာကြီးဖန်ဆင်းကြတဲ့ကသူပြင်ထားပြီးသားဖြစ်တယ်။အဲ့ဒါကြောင့်ပေးကမ်းလူတန်းကြဖျားစီကနေစတာဖြစ်တယ်။ဆိုကြည့်တားတော်ယေရှုခရစ်တော်ငါတို့အတွက်လက်ဝါးကားထဲမှာအသေးခန္ဓာကိုယုံလိုက်တာနဲ့ငါတို့ကဘာဖြစ်သွားလဲလို့ပြောရင်ဖျားတာဖြစ်စေတယ်ဆိုရင်နံပါတ်1ခမဲတော်ကအရင်ဆုံးပြီးတယ်တခါတလေကျွန်တော်ဒီလိုစဉ်းစားထားတယ်အတင်းသူတင်းသားတယ်ကျွန်တော်ဆေဖို့တဖို့လာထဲတဲ့အခါပေါင်းကိုကြည့်လိုက်တာဘာမှမရှိဘူးငါတို့ပဲထဲလိုက်ပလုံးခုဆိုတဲ့မှာမိုင်းကူရှုံဝါဆိုကူတဲ့ရှုံမဟုတ်ဘူးဖျားအရင်ဆုံးပေးတာမင်းမပေးခင်ကလေးကဖျားပေးပြီးသားဆိုငါတို့လူငွေထဲတဲ့အခါမှာကြည့်လိုက်တဲ့1000တန်နေပဲ9000တန်ငါထည့်လိုက်ငါဆိုငါတူတကယ်ရှုမစင်စားနဲ့အဲ့ဒီတက်ကြည့်တာဘသူအရင်ဆုံးပေးလဲဖျားကအရင်ဆုံးငါတို့ကိုပေးပြီးသားဟာလေလုယာဖျားကခမည်းကိုအကြီးဆုံးပေးပြီးသားအဲ့ဒါကြောင့်ခမည်းတို့ကျွန်တော်တို့ပေးနေရတာဖျားနဲ့တူအောင်မလို့ခမဲတော်ယေရှုခမည်းကိုတားတော်ယေရှုခရစ်တော်ပေးထားတယ်သူအရင်ချစ်တဲ့တားကိုပေးထားတာသူရင်ဝယ်ထားတဲ့တားကိုပေးထားတာခမည်းအတွက်သူပေးထားတာအရင်ဆုံးပေးကမ်းချဘသူစီကစလဲဆိုရင်ဖျားခမဲတော်စီကစတယ်နံပါတ်2ဘသူကထပ်ပေးသေးတယ်လဲလို့ပြောရင်တားတော်ကထပ်ပေးပါတယ်တားတော်ယေရှုခရစ်တော်လည်းငါတို့ကိုပေးတယ်ဘယ်လိုပေးတယ်လဲလို့ပြောရင်လက်ဝါးကားတိုင်းမှာဘာပေးလဲလို့ပြောရင်သူ့ရဲ့အသက်သူ့ရဲ့အတွင်းသူ့ရဲ့ခန္ဓာငါတို့တော့ပေးလားမပေးလားလို့ပြောရင်ပေးပါတယ်တားတော်ယေရှုခရစ်တော်တားတော်ယေရှုခရစ်တော်ပေးတာကျွန်တော်တို့ကိုကောင်းကြီးလောက်မဟုတ်ဘူးတားတော်ယေရှုခရစ်တော်ပေးတာကျွန်တော်တို့ကိုလောကအရာလောက်မဟုတ်ဘူးတားတော်ယေရှုခရစ်တော်ကငါတို့အတွက်လက်ဝါးကားတိုင်းမှာအမတမအရေးကြီးတဲ့သူ့ရဲ့အသက်ကိုပေးတယ်စမယေရှုကျွတ်ပြလက်ဖို့တဲ့ကွာရှင်းကြကတော့ပေးတယ်ကတော့ယေရှုခရစ်တော်ကျွန်တော်တို့လက်ဝါးကားတိုင်းမှာအသေးခံပေးတာအရေးကြီးလားအရေးမကြီးလားလို့ပြောအမတအရေးကြီးပါတယ်ကျွန်တော်တို့ကဘာသူကဘာသားတွေအားလုံးဟာအပြစ်ထဲကြာရောက်နေတဲ့ငရဲသွားရမဲ့လူဖြစ်နေတဲ့ငါတို့ငရဲသားဖြစ်နေတယ်ဒါပေမဲ့ဘုရားသခင်က
သူ့ရဲ့သားတော်ယေရှုခရစ်တော်ငါတို့ကိုလက်ဝါးကားထဲမှာအသေးခံပေးလို့ယေရှုကိုယုံလိုက်တာနဲ့ငါတို့ကဘာဖြစ်သွားလဲဆိုရင်ဘုရားရဲ့သားယေရှုကိုယုံလိုက်တာနဲ့ငါတို့ကဘယ်သွားတဲ့လူဖြစ်လာလဲလို့ပြောရင်ကောင်းကင်သွားတဲ့လူဖြစ်လာတာယေရှုကိုယုံလိုက်တာနဲ့ငါတို့ကငရဲသွားမဲ့လူမဟုတ်တော့ဘူးကောင်းကင်သားဖြစ်လာတာဖြစ်တယ်အဲ့ဒါဘုရားသားတော်ယေရှုခရစ်တော်ကပြီးလို့မမေးနဲ့အဲ့ဒါကြောင့်ပေးကမ်းချာအမတန်ရေးကြီးတယ်ပေးကမ်းလူတန်းချာအမတန်ရေးကြီးတယ်ခမဲတော်သားတော်ခမဲတော်ပြီးလိုက်လို့ငါတို့သားတော်ကိုရတယ်သားတော်ငါတို့အတွက်အသက်ပေးလိုက်လို့ငါတို့ကေတင်ချင်းရတယ်သားတော်ကိုယုံကြည်လိုက်လို့ငါတို့ဖျားသားဖြစ်လာတယ်သားတော်ကိုယုံကြည်လို့အခုငါတို့ကိုးကွယ်လို့ရတယ်ငါသားတော်ကိုယုံကြည်လို့ငါတို့အခုဆုတောင်းလို့ရတယ်သားတော်ကိုယုံကြည်လို့အခုငါတို့တည်လို့အခြေအနေမျိုးရောက်တယ်အဲ့ဒါကဘသူကပေးလို့လဲပြောရင်သားတော်ခမဲတော်ပေးလို့ဖြစ်တယ်အဲကြောင့်ပေးကမ်းခြင်းဟာအရေးကြီးပါတယ်နောက်တတိယတစ်ချက်ကိုထပ်ပြောရင်ဘသူကထပ်ပေးသေးတယ်လဲလို့ပြောရင်တန်ရှင်တော်ဝိညာဉ်တော်ကလည်းကျွန်တော်တို့ကိုပေးပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကဘာလို့ပေးလဲလို့ပြောရင်ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံလိုက်တာနဲ့ငါတို့ကိုဘာလို့ပေးလဲဆိုလို့ရှိရင်ပထမဦးဆုံးတစိတ်ခတ်ပေးတယ်အေဖက်အခန်းကြီး1အပိုင်းငယ်73သင်တို့ဒီလေကဲတင်တော်မူခြင်းအကြောင်းနဲ့ရှင်သောဧဝံဂေလိတရားသည်ဟူသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နဲ့ရှင်သောတန်ရှင်သောဝိညာဉ်တော်၏တစိတ်ခတ်ခြင်းကိုခံရပြောချင်တာဘာလို့လဲလို့ပြောယေရှုခရစ်တော်ကိုငါတို့ယုံလိုက်တာနဲ့ငါတို့ကိုဘာလို့ပဲလဲဆိုတစိတ်ခတ်လိုက်တယ်တစိတ်ခတ်တာဘာလို့ပဲလဲဆိုရွေးလိုက်ပြီမင်းဟာငါရဲ့ဗန္တာဖြစ်တယ်မင်းဟာငါရဲ့အဖွဲဖြစ်တယ်စာတန်အဖွဲမဟုတ်တော့ဘူးလောကလူသားမဟုတ်တော့ဘူးဘသူအဖွဲဖြစ်သွားလဲဆိုရင်ဘုရားရဲ့အဖွဲ是什么人来懂得都懂得干嘛呀？是不干嘛？我家妹妹我把伢明年把下嘛我，乌沙把下跳了，木瓜瓜嘛把下跳了，刚跟那个大皮皮了，这是他背了皮的。哎，那但是呢，我你那个就那个背了。အဲ့ဒါပဲမကဘူးတရှိတော်ဝိညာဉ်တော်ငါတို့ကိုတစိတ်ခတ်ပေးတာဘာလို့ဖို့လဲလို့ပြောရင်တနည်းကြရဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ခင်ဗျားတို့ကျွန်တော်တို့အားလုံးကိုကောင်းကင်နိုင်ငံခေါ်ဆောင်တော်မယ်ယေရှုတဘောပေါက်တော်မယ်ယေရှုတဘောပေါက်လာတဲ့နေ့ကြရဲ့ငါတို့အမျက်ရှိသမိုင်းလက်တပြတ်တမှာဘာလို့လဲခန္ဓာကိုပြောင်းလဲမယ်အဲ့ဒီခန္ဓာကိုပြောင်းလဲတာဘသူတစိတ်ခတ်ပေးထားလို့လဲလို့ပြောရဲ့တန်ရှင်တော်ဝိညာဉ်တော်တစိတ်ခတ်ထားလို့တန်ရှင်တော်ဝိညာဉ်တော်တစိတ်မခတ်ထားတဲ့လူဘလောက်ပဲဆုတောင်းမပြောင်းလဲဘူးခန္ဓာကိုမပြောင်းလဲဘူးတန်ရှင်တော်ဝိညာဉ်တော်တစိတ်မခတ်ထားတဲ့လူအဲ့ဒီတဘိုးမောက်တဲ့အတနေ့ကြရင်သူကောင်းကင်နိုင်ငံဝင်လို့မရဘူးအတင်းသူတင်းသားတို့ယုံကြည်သူတို့တန်ရှင်တော်ဝိညာဉ်တော်ငါတို့ကိုတစိတ်ခတ်ပေးထားလို့ငါတို့ဟာကောင်းကင်သွားမဲ့လူတေချာဘီလို့ကျွန်တော်တို့ကိုအာမခံပေးတယ်။ဒါပြောမယ်။အခုငါတို့ယေရှုကိုယုံလိုက်လို့တန်ရှင်တော်ဝိညာဉ်တော်တစိတ်ခတ်ထားလို့လောကီလူသားနဲ့မတူတော့ဘူး။လောကသားမဟုတ်တော့ဘူး။လောကီလူသားလို့နေတယ်လို့နေစရာမလိုတော့ဘူးငါတို့ဟာဘသူသားလဲလို့ပြောရင်ဖျားသားဖြစ်ပြီဘာဖြစ်လို့လဲတန်ရှင်တော်ဝိညာဉ်တော်တစိတ်ခတ်ထားတဲ့သူမို့လို့အဲ့ဒါကြောင့်သူများပေးချင်ပေးမပေးချင်နေငါတို့ကဘာလုပ်ဖို့ပဲလဲပေးဖို့ပဲကြည့်ဘလောက်ထိပေးကမ်းခြင်းဟာအရေးကြီးတယ်ခမဲတော်ပေးလိုက်လို့ကျွန်တော်တို့တားတော်ကိုရတယ်တားတော်အတိတ်ခံလိုက်လို့ငါတို့ကဲ့တင်ချင်းရတယ်တန်ရှင်တော်ဝိညာဉ်တော်ငါတို့ကိုတစိတ်ခတ်ပေးလိုက်လို့ငါတို့ကောင်းကင်သွားမဲ့လူတိချလားမတိချလားတိချသွားပြီကြည့်ပေးကမ်းခြင်းဖယားတခင်ထာဝရဘုရားငါတို့ကိုပေးကမ်းလိုက်လို့သူ့ရဲ့ပေးကမ်းခြင်းအဖြစ်ငါတို့ဟာကြီးစွာသောအကျိုးနောက်ဆုံးခုနကျွန်တော်အပြာလာဖတ်တဲ့နေရာမှာပြော၍မကုန်နိုင်တဲ့ဘုရားရဲ့
စုကျေစုရခဲ့ပြီဗျာအဲ့ဒါဘသူပေးလို့လဲလို့ပြောရဲဖျားပေးလို့အသင်သူတင်တာတော့ကျွန်တော်တို့တတိယကြပါပေးကမ်းခြင်းဟာအရေးကြီးတယ်အခုကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံလိုက်လို့ဖျားသားဖြစ်လာပြီဘသူနဲ့တူဖို့လိုလဲလို့ပြောရဲဖျားနဲ့တူဖို့လိုတယ်ဖျားနဲ့တူတယ်ဆိုတာကျွန်တော်တို့ကိုးကွယ်တဲ့ဖျားတခင်ပေးကမ်းတတ်တဲ့ဖျားဖြစ်တယ်အာမင်မမင်းနဲ့တော့ဖျားနဲ့တူချင်တယ်လားရှမနဲ့ခရစ်ဖြစ်ချင်တယ်လားဖျားနဲ့တူဖို့လိုတယ်ဖျားတခင်ပေးကမ်းတတ်တဲ့ဖျားဖြစ်တယ်မလိုအပ်တဲ့နေရာပေးတာမဟုတ်ဘူးခရစ်ယာန်တွေအများကြီးစဉ်းစားနေကြတယ်ငါတို့ပေးကမ်းခြင်းဟာဓမ္မစီယာတွေအတွက်ဇိမ်ခံဖို့လို့စဉ်းစားတယ် no အဲ့လိုမဟုတ်ဘူးအများကြီးခရစ်ယာန်တွေအမှုတော်ဆောင်တွေကိုပေးကမ်းကြတယ်မှားတယ်လို့ပြောနေတာတော့မဟုတ်ဘူးမာကေဒေါနီမှာရှိတဲ့ယုံကြည်သူတွေကလည်းပေါလုသာသနာပြုတဲ့နေရာမှာနှစ်ကြိမ်တော့မှအလူကောက်ပေးတယ်အလူပေးတယ်ဒါပေမဲ့ဘာလို့ဖို့လဲလို့ပြောရဲအမှုတော်ဆောင်ဖို့အင်္ဂလိပ်တရားပြောဖို့ဇိမ်ခံဖို့မဟုတ်ဘူးရှင်ပေါလုအဲ့ဒီလူတွေကိုယူပြီးမှအေးဆဲအိမ်ငါပြီးမှဟောမှာအေးစင်းနေနေတာမဟုတ်ဘူးသာသနာပြုဖို့ဆိုရင်ကိုပေးလိုက်တဲ့ဆရာကကိုပေးလိုက်တဲ့အမှုတော်ဆောင်ကတကယ်မှုတော်ထဲပါနေတဲ့လူလားဤလာဝါလာဆရာလားဟုတ်လားဒါမှမဟုတ်ရဲ့အလူပဲရှာတဲ့ဆရာလားမမေ့နဲ့တတိယဆိုကျွန်တော်တို့ပေးကမ်းတတ်တဲ့လူဖြစ်ဖို့လိုတယ်ဘုရားသခင်ကကြည်မယုံကြည်သူတွေကိုထာဝရအသက်ပဲတော့မှမပေးဘူးဘုရားသခင်ပေးတတ်တယ်ပေးကမ်းတတ်တယ်မယုံကြည်သူတွေကိုကယ်တင်ခြင်းမပေးနိုင်ဘူးမယုံကြည်သူတွေကိုကောင်းကင်ရောက်အောင်မလုပ်ပေးဘူးမယုံကြည်သူတွေကိုဘုရားသခင်ကဘာပြောမယုံကြည်လို့သူ့ကိုဝိညာဉ်တော်တစ်စဲမခတ်ပေးဘူးဘာဖြစ်လို့လဲမယုံကြည်လို့ဘုရားသခင်ဟာသူပေးတဲ့နေရာမှာရှိစနစ်ရှိတယ်အသင်သူတင်တာတွေကျွန်တော်တို့လည်းဘုရားသခင်နဲ့တူတယ်ဆိုမှကိုယ်မှာရှိတာဟာအကုန်လုံးဆရာတွေဘယ်ကလာတဲ့ဆရာမှမသိညာကလာတဲ့ဆရာမှလည်းမသိလူကောက်လာလည်းမသိဆရာပြောတာနဲ့အကုန်လုံးဇွတ်ဇွတ်ပေးချင်တာကျွန်တော်တို့ခရစ်ယာန်တွေကဆရာလို့ပြောရင်ဆယ်ဖို့တပုတ်ပေးချင်တာမမေ့နဲ့ဘုရားသခင်ဟာသစ္စာရှိတဲ့ဘုရားဖြစ်တယ်ဟုတ်ပြီဒါခဏကြိုင်ထပ်ပြောရအောင်နံပါတ်1ဘုရားသခင်ဟာပေးကမ်းတတ်တဲ့ဘုရားဖြစ်တယ်ဘုရားနဲ့တူတဲ့သားသမီးတွေလောက်ပါကျွန်တော်အားပေးချင်ပါတယ်ဘာဖြစ်လို့လဲဘုရားသခင်ဟာပေးကမ်းတတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘုရားကိုအတုယူပါဘုရားကိုတင်ယူပါဘုရားသခင်ဟာပေးကမ်းတတ်တဲ့သူဆိုလို့ရှိရင်ခမည်းပေးကမ်းတတ်တယ်ဆိုဘုရားနဲ့တူတဲ့သားဖြစ်နေပြီဘုရားကပေးကမ်းတတ်တဲ့ဘုရားဖြစ်ရတဲ့နဲ့ငါတို့ယုံကြည်သူတွေကမပေးကမ်းတတ်ဘူးဆိုလို့ရှိရင်အဖေသူသားလို့မခေါ်ဘူးအဲ့ဒါကြောင့်ဓမ္မဟောင်းမှာသာရဘုရားဟာမကယ်တင်နိုင်လောက်လက်တော်တူတဲ့ဘုရားမဟုတ်ဘူးကရှိနေတဲ့ဘုရားမဟုတ်ဘူးလို့ပြောနေတာယုံကြည်သူတွေကရှိနေတာသူ့နေရာနဲ့သူကောင်းတယ်ပေးတဲ့ပေးထိုက်တဲ့နေရာမှာလည်းပေးရမယ်ဆိုတာမမေ့ကြဆိုနဲ့နံပါတ်1ကျွန်တော်အဲ့ဒါတတိယချဆုံးဆိုရင်ပေးကမ်းခြင်းကဘယ်သူစီကလာတာလဲဘုရားစီကလာတာဘုရားကိုတင်ယူနံပါတ်2တစ်ချက်ပေးကမ်းလူတန်းချဟာဘုရားသခင်နှစ်သက်တဲ့အချက်ဖြစ်ပါတယ်အဲ့ဒါကကိုရိန္သုဩဝါဒစာဒုတိယစာဆောင်မှာခုနကျွန်တော်ဖတ်သွားတဲ့အထက်မှာအပိုက်ငယ်9မှာကျွန်တော်ဖတ်ကြည့်ရင်တွေ့တယ်ကိုရိန္သုဩဝါဒစာဒုတိယဆောင်အပိုက်ငယ်အခန်းကြီး9အပိုက်ငယ်9မှာနှမျိုးသောစိတ်နဲ့မလူရမလူပဲမနေရဟုစိတ်ထင်နဲ့မလူရအကြောင်းမူကားစေတနာစိတ်နဲ့လူတော်သူကိုယ်သာဘုရားသခင်နှစ်သက်တော်မူ၏ဘာဘာဥစနီဖမညာနီလူလူလေဂမတ်မလဲဘာဘာဥစအခနိဖလောဘုရားသခင်ကသူကိုယ်တိုင်နှစ်သက်တဲ့အမှုအရာကဘုရားသခင်ကြိုက်တဲ့လက္ခဏာကဘာလဲလို့ပြောရဲပေးကမ်းလူဒန်းတတ်တဲ့သူကိုဘုရားကြိုက်တယ်လို့လက်ဆောင်ဝါပဲအမေညာဥစခနိဖအခမြတ်ဂျူလာနာမျက်နှာကြိုးတဲ့
မျက်နှာကြောတက်တယ်လို့ပြောတဲ့အခါမှာဘာမှမလုပ်တဲ့အတွက်မျက်နှာကြောတက်တဲ့လူကြည့်လိုက် तू ဘာလှုပ်ချစ်စရာလေးပဲမျက်နှာကြောမတက်တဲ့လူကြည့်လိုက် तू ဘာလှုပ်ရိုက်ပေါက်ကြီးပဲဟုတ်တယ်မလားဒါဆိုပြောချင်တာဖယားခင်ကကျွန်တော်တို့ကိုမျက်နှာကြောတက်အောင်ဖယားခင်ကတော့ကိုနဲ့တက်လာတဲ့အမူအရာနောက်တစ်ခုကဘာလဲလို့ပြောရဲပေးကမ်းလူတန်းချင်းပေးကမ်းတက်တဲ့သူကိုဖယားခင်ကြိုက်တယ်ပေးကမ်းတက်တဲ့သူကိုဖယားခင်နဲ့တက်တယ်ပေးကမ်းတက်တဲ့သူကိုဖယားခင်စိတ်တော်နဲ့တွေ့တယ်ပေးကမ်းတက်တဲ့သူတွေကိုဖယားခင်အယံမျက်နှာသာပေးတယ်လို့ပြောချင်နေတာအဲ့လိုပြောရင်လက်ဖွာတဲ့လူကိုပြောနေတာတော့မဟုတ်ဘူးမမေနဲ့ဘလို့ပေးကမ်းတတ်တဲ့သူကိုဖျားကြိုက်တယ်လဲလို့ပြောရင်အပိုင်ငယ်9မှာပဲအပိုင်ငယ်9မှာပဲကြည့်နှမျိုးတော်စိတ်နဲ့မလူရ我听面吃狗哪听面啥了票我黑米啥听不知道票好啦နှမျိုးတော်စိတ်ဟာငါတလောက်ပြေးလိုက်နေနေများပြီတင်နေဖျားဟာတင်တော်မရှိတဲ့ဆရာတွေပဲတုတ်သွားတာဆရာမတွေပဲတုတ်သွားတာဟာလားငါပြေးလိုက်တော့မမိုက်တင်နေတလောက်များရင်ငါမပေးသိဘူးဟာလားနှမျိုးတဲ့စိတ်နဲ့လုံးဝမလူရအောင်ဖယားခင်ကသူ့ရဲ့သားတော်ယေရှုပေးတဲ့အခါမှာဘယ်နှပါးရှိလဲလို့ပြောရင်တစ်ပါးပဲရှိတာဟာတစ်ပါးပဲရှိတာငါတဝက်ပဲခွဲပြီးမှပေးမယ်လူသားတွေကိုပေးလို့ရလားမရဘူးအာနာနိနဲ့ရှဖိရိယကြီးတမန်တော်တွေခင်မလူတွေအားလုံးပေတရုစီမလာပြီးကိုယ့်ရဲ့အိမ်ယာတွေရောက်ပြီးကိုယ်မရှိတာဟာတွေရောက်ပြီးမှတခါတည်းလာပေးကြတယ်ဘာနှပါအရင်ဆုံးပါတယ်တက်တာချင်းရဲ့သားယောသေဆိုတဲ့လူကအဲ့ဒီယောသေကဘာလုပ်လဲဆိုသူ့မှာရှိတဲ့အိမ်တွေကုန်ရောက်လိုက်တယ်ပြီးရင်တမန်တော်တွေစီမလာထားတယ်အဲ့ဒါကြောင့်တမန်တော်သူ့နာမည်အသစ်ပေးလိုက်တယ်ဘာနဘာဆိုမှနာမည်အသစ်ပေးလိုက်တဲ့ခါကျတော့နောက်ကျတော့ပေါလုနဲ့သာသနာပြုတငယ်ချင်းဖြစ်လာဆိုသူကတော့အခုတော့အာနာနိနဲ့ရှဖိရိကတော့သူတို့အိမ်ရောက်လိုက်တယ်တဝက်ကိုနှုတ်ပြီးမှအကောင်လုံးပေးရမှာနှမျောလားမနှမျောလားနှမျောတယ်အဲ့လိုစိတ်နဲ့မလူနဲ့ရှေဘုတ်တော့ဟာငါတို့တိတ်တစ်ထောင်ရလို့တိတ်100ယူလာတယ်ဟာလာမပါလာ我吃这个咖啡，我吃么呢？你别个咖啡 ，no。พยาธิเก่งอ่ะน้ำย้อนเราใส่เหล้าอ่ะไม่ใช่บุตูกูได้น้ำย้อนเลยพยาเลยไม่เอาบุตูกูได้แต่ยากูแต่ยาอภิตาโรกูอภิปีบิดาพยาพิเศษงานเรากูเลยพยาธิเก่งอ่ะตูกูปีกันเนี่ยมาปีกันลูดันเนี่ยมาน้ำย้อนเลยใส่เหล้าอ่ะไม่ต้องเสียชิมุอานานี่เนี่ยชิบเลยแต่ว่าปีละไม่รู้ชิมุน้ำย้อนเราใส่ชิโลကျွန်တော်အတင်းတူတင်တာတတိယကြဆုံးရှေဖို့တော့ငါတို့90ဖះเจ้าမှာထက်မှာ90ဆရာမတွေတုံးဝစ်စေ no အဲ့လိုမဟုတ်သေးဘူးဖះတခင်ကအတိချစီကံရှိတဲ့ဖះဖြစ်တယ်နောက်တော့ဘလို့လူတန်းနဲ့ဘလို့ပေးတာဟာလူချင်းလဲလို့ပြောရပိုက်ငယ်ခုနှစ်မှာနှမျောတော့စိတ်နဲ့မလူပဲမနေရဘူးစိတ်ထင်နဲ့မလူရမကုမဒါမကုညာဘူးစမဇာလောင်းကိုဟာလားမကုညာဘူးစဒလောင်းကိုမကုညာဆို这话没多မကုညာဆိုတာကစားရွှေသားကြီးချီလကိုအဲ့လိုစိတ်နဲ့မလူနဲ့ဘုရားခင်ကမလူမနေရဆိုတဲ့ပြည့်ညက်ဘောင်ထဲမှာလဲဘုရားခင်ငါတို့ကိုမထားဘူးဆိုတာမမေ့နဲ့ကျွန်တော်တို့အားလုံးဟာပြည့်ညက်တရားလက်ထဲမှာရှိနေတာတော့မဟုတ်ဘူးဘယ်လက်ထဲမှာရှိလဲဂျေဇုတရားလက်ထဲမှာခမည်းကိုဂျေဇုတရားလက်ထဲမှာထားတယ်ပြည့်ညက်တရားထဲမှာမကုမတာမကုညမတော့အဲ့လိုမျိုးစိတ်နဲ့မထားရဘူးမလူရဘူးဥမာပြောဆိုဘုရားခင်ကရှေဖို့တော့မထက်မနေရလို့ပြောနေတာတော့မဟုတ်ဘူးရှေဖို့နဘုထဲလဲရလားမရလားရငါတို့ကရှေဖို့တဖို့ပဲစဉ်းစားတာဘုရားခင်ကရှေဖို့နဘုထဲလဲလက်ခံလိုက်လက်မခံလားသုံးဖို့ရောအကုန်ပေးရောတမန်တော်ခင်မှာအကုန်ပေးတာဟုတ်လားတမန်တော်ခန်းကြီးလေးမှာဖတ်ကြည့်သူတို့ရောင်းခဲ့တဲ့စီစဉ်အကုန်လုံးအဲ့ဒီမှာယောသေဘာနဘာအကုန်ပေးခဲ့တာအာနာနိနဲ့ရှဖိတွေတဝက်ပေးလို့မရတာမမေ့ကြဆုံးနဲ့ဆိုပြောချင်တာဘုရားခင်ကမပေးမနေရသူများပေးလို့ငါတို့ပေးတာ no အဲ့လိုမဟုတ်ဘူးသူများလဲလို့ငါတို့လဲတာသူများရောထိုင်လို့ငါတို့ရောထိုင်တာအဲ့လိုမျိုးမဟုတ်ဘူး
ဖယားခင်ကငါတို့ဖယားခင်စီတင်ယူဖို့ရန်အတွက်ကဖယားခင်ကတော့သူများပေးလို့ပေးတာမဟုတ်ဘူးမပေးမရလို့စဉ်းစားပြီးပေးနေတာလေမဟုတ်ဘူးသူပေးခြင်းနဲ့စိတ်ကိုကလောကီလူသားကိုချစ်တဲ့စိတ်ကိုကတဖွာဖွာပေါ်နေလို့တားတော်ကိုပေးခဲ့တာဒီနေ့ငါတို့ပေးတဲ့နေရာမှာအကောင်လုံးဖယားကိုချစ်တဲ့စိတ်နဲ့ပေးစေဖို့တော့ဖယားကိုချစ်တဲ့စိတ်နဲ့ပေးဖယားကိုတင်ယူခြင်းနဲ့စိတ်နဲ့ပေးဖယားနဲ့တဲ့အမူအရာဖြစ်တယ်ဟုတ်ပြီနောက်တစ်ချက်မှာဗာရေးထားသေးလဲဆိုတာအပိုင်ငယ်ခုနှစ်မှာမလူပဲမနေရစိတ်တင်နဲ့မလူရအကြောင်းမူကားစေတနာစိတ်နဲ့လူတော်သူကိုဒါဘုရားသခင်မလုပ်လေနေသက်တော်မူ၏ဘလို့မျိုးကိုနေသက်လဲလို့ပြောရဲစေတနာစိတ်နီးနီးလွယ်မှာနီးလို့ရလေဝလိတိကနာကားလောစေတနာစိတ်နဲ့ဘုရားသခင်ကိုကျွန်တော်တို့ပေးလူဖို့စေတနာစိတ်နဲ့လို့ပြောတဲ့အခါဘုရားသခင်ကငါတို့ကိုပေးချင်နေတာဟာတားတော်ကိုလည်းသူပေးချင်လို့ပေးတာငါတို့တားတော်ကိုပေးပါတခါမှမတောင်းဘူးတားတော်လည်းဝါကားတယ်မှာအသေးခံပေးချင်လို့အသေးခံပေးတာငါတို့တော့အသေးခံပေးတခါမှငါတို့မတောင်းခဲ့ဘူးဝိညာဉ်တော်လည်းငါတို့ကိုတစိတ်ခပ်ပေးချင်လို့တမန်တရားတင်ပေးချင်လို့တင်ပေးနေတာငါတို့ကိုတင်ပေးပါလို့တခါမှမတောင်းခဲ့ဘူးပေးချင်နေတာဖယားခင်ကစေတနာစိတ်နဲ့ကိုပေးတာအတင်းသူတင်တာတွေပေးကတဲ့နေရာမှာနှစ်ဆအကျိုးရပါစေပေးချင်တဲ့စိတ်နဲ့ပေးတော့ပေးလိုက်တယ်နှမျိုးတော့စိတ်နဲ့ပေးလိုက်ကောင်းကင်မှာမရှိပြန်ဘူးဖယားမနစ်သက်ပြန်ဘူးပေးတာပေးလိုက်ရတာအကျိုးမရှိဘာလို့မလဲโอเคဖယားနစ်သက်တယ်စေတနာစိတ်နဲ့ပေးတာဟာကိုဖယားကြိုက်တယ်ဖယားနှစ်သက်တဲ့အမူအရာမှာအသက်ရှင်ကြစို့ဖယားနှစ်သက်တဲ့အလုပ်ကိုလုပ်ကြစို့ထပ်ပြောမယ်ကျွန်တော်တို့မိသားစုတွေတဲ့အိမ်မှာအနည်းဆုံး5-6သိန်းမတုံးတဲ့လမရှိဘူးကျွန်တော်မိသားစုဆို10သိန်းလောက်ကုန်တယ်ဆိုစေဖို့တို့တွေ့လာရင်အနည်းဆုံးတပုံးထွက်လာတယ်တသိန်းတော့ထွက်လာကျွန်တော်တို့အတင်းသူတင်းတာတွေတတိယကြဆိုပေးချင်တဲ့စိတ်ရှိရင်စီးစနစ်ဆိုတာပေါ်လာတာကြီးပဲဖယားခင်ကိုတကယ်ပေးချင်တယ်ဆိုရင်ပေါ်လာတာကြီးပဲကျွန်တော်ပေးချင်တဲ့စိတ်မွေးကြဆိုဘာဖြစ်လို့လဲဖယားကအဲ့လိုပေးချင်တဲ့စိတ်ကိုဖယားကြိုက်တယ်ဖယားနှစ်သက်တယ်ဖယားကြည့်အဲ့ဒီပေးတတ်တဲ့စိတ်ကိုဖယားကြိုက်တယ်ဖယားကြိုက်အောင်အသက်ရှင်ကြဆိုနောက်ဆုံးတစ်ချက်ပြောပြီးနားရအောင်နောက်ဆုံးတစ်ချက်မှာပေးကမ်းလူတန်းချဟာတဲ့ကောင်းကြီးပြန်ဖြစ်စေတယ်ကောင်းကြီးလို့ပြောတာနော်ကောင်းကြီးလို့ပဲပြောတာနော်ကျွန်တော်ရွှေငွေရမယ်လို့ပြောနေတာမဟုတ်ဘူးကောင်းကြီးအဲ့ဒါဘယ်မှာရေးတယ်လဲလို့ပြောရင်ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး8အပိုင်ငယ်3မှာပြန်တွေ့ရတယ်အပိုင်ငယ်1မှာ2ကို8အပိုင်ငယ်1မှာအသင်းတော်တို့သည်ညှင်းဆဲခြင်းအပြင်များစွာသောစုံစမ်းခြင်းကိုခံရတော့လေအလွန်ကြီးသောဝမ်းမြောက်ခြင်းနဲ့အောက်စာဖြောင်းတီးသောဆင်းရဲခြင်းအကြောင်းသည်သူတို့၏စွန့်ကြဲပေးကမ်းခြင်းစီးစိမ်ကိုဖြစ်စေ၍ကျွယ်ဝပြည့်စုံစေ၏ဆိုကြည့်အတင်းတော်တွေမှာတဲ့ညင်ပတ်နှိမ့်ဆက်ခြင်းကြုံလာတဲ့အခါသူတို့စီးစိမ်ဥစ္စာတွေကုန်သွားကြတယ်ဒါမဲ့ဒီကုန်သွားတဲ့အထဲကနေထပ်ပြီးပေးကမ်းစွန့်ကြဲတဲ့အခါသူတို့ဘာဖြစ်လာလဲကျွယ်ဝပြည့်စုံလာတယ်အတင်းသူတင်တော်တို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျမ်းစာကပြောတာနောက်ကျမ်းစာနောက်တစ်ချက်ဖတ်ရအောင်နောက်ဖိလိပ္ပိအခန်းကြီး4အပိုင်ငယ်7မှာဖိလိပ္ပိအခန်းကြီး4အပိုင်ငယ်7မှာအပိုင်ငယ်16နဲ့ကျွန်တော်ဖတ်ရအောင်တက်တာလုံးနေမြို့၌ငါရှိစေဖြင့်ငါလိုသောအရာကိုတင်တို့သည်နှစ်ကြိမ်တိုင်အောင်ပေးလိုက်ကြ၏ထိုတို့ငါဆိုတော့အလူကိုရှာသည်မဟုတ်တင်တို့၌ကျွယ်ဝသောအကျိုးကိုရှာ၏ရှင်ပေါလုကဖိလိပ္ပိမြို့မှာရှိနေတဲ့လူတွေကိုဘာပြောလဲဆိုလို့ရှိရင်မင်းတို့ငါ့ကိုအလူနှစ်ခါပေးတယ်နှစ်ကြိမ်ပေးတယ်ငါတက်တာလုံးနေမြို့မှာရှိနေတဲ့အချိန်မှာမင်းတို့အလူနှစ်ကြိမ်အောင်ပေးတယ်
ဒါပေမဲ့တော့အလူကိုရချင်လို့ငါလက်ခံတာတော့မဟုတ်ဘူးမင်းတို့အလူလူလိုက်လို့မင်းတို့ကြွယ်ဝချင်းရအောင်ငါအလူကိုလက်ခံပေးတာပြောချင်တာမင်းတို့လူလိုက်တာဟာငါတော့အကျိုးထက်မင်းတို့အကျိုးဖြစ်စေတယ်ကြွယ်ဝချင်းဖြစ်စေတယ်ပြောချင်တာပေးကမ်းခြင်းဟာကြွယ်ဝချင်းကိုဖြစ်စေတယ်လို့ပြောနေတာဖြစ်တယ်ရှင်ပေါလုကအသင်သူတင်သားတို့ဖယားသခင်ကကျွန်တော်တို့ကိုကောင်းကြီးကြွယ်ဝချင်းရရှိစေဖို့နီလန်ပေးထားတာဖြစ်တယ်အဲ့ဒါကြောင့်ဂါလာတိအခန်းကြီး6ထဲမှာလဲကျွန်တော်ဖတ်ကြည့်တဲ့အခါမှာလူဒီမျိုးစေ့ကျဲသည့်အတိုင်းအတိအနံကိုရက်ရမယ်အခုတော့နှစ်ကောအခန်းကြီး9ထဲမှာလဲများစွာသောစပါးကိုကျဲသောသူသည်များစွာသောစပါးကိုရက်ရမယ်ပြောချင်တာကျွန်တော်တို့အသင်သူတင်သားတွေကိုဖယားကောင်းကြီးကြွယ်ဝချင်းရရှိစေဖို့ပေးကမ်းခြင်းကိုဖယားအသုံးပြုနေတယ်ပေးကမ်းခြင်းအဖြစ်ဖယားကျွန်တော်တို့ကိုကြွယ်ဝစေတယ်တမဟောင်းမှာကြည့်လိုက်တဲ့အခါမှာလဲပေးကမ်းခြင်းအဖြစ်များစွာကြွယ်ဝတော်သူတွေအများကြီးရှိစေတယ်ဒါမှတည်းမှာလဲပေးကမ်းခြင်းအဖြစ်ဖယားသခင်ကြွယ်ဝခြင်းဖြစ်စေတယ်အခုကျွန်တော်တို့ယုံကြည်သူတွေအသင်သူတင်သားတွေခမည်းကိုကြွယ်ဝစေခြင်းနဲ့ဘုရားသခင်ကအဲ့ဒီကြွယ်ဝစေခြင်းနဲ့နီလန်ကပေးကမ်းတတ်ဖို့ပဲဘယ်လိုပေးရမလဲဘုရားကိုကြည်ရင်းနဲ့ပေးဘုရားကိုသိယူရင်းနဲ့ပေးစေတနာစိတ်နဲ့ပေးနောက်ဆုံးကျွန်တော်အချုပ်ကိုပြောချင်တယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ကျေးဇူးတော်အများကြီးကျွန်တော်ရထားလို့ပေးကမ်းနေတယ်ဆိုတာမမေ့နဲ့ရဖို့ပေးနေတာမဟုတ်ဘူးရပြီးလို့ပေးနေတာဒါကိုတတိယကျွန်တော်တို့ကရချင်လို့ပေးနေတာမဟုတ်ဘူးရပြီးလို့ပေးနေတာဒါကိုတတိယချဆိုတော့ကြငါတို့အများကြီးပေးလိုက်မှဖေကငါတို့ကြောက်လည်းမရဘူးဆရာပြောတာအလကားမဟုတ်ဘူးငါတို့ရပြီးတာတန်ဖိုးဖြက်စီဟာဖြက်လို့မရတဲ့ဟာငါတို့အများကြီးရထားပြီးပြီအဲ့လိုရထားတဲ့ဟာကိုကျေးဇူးတင်ရင်တောက်ပြန်ပါအဲ့လိုတောက်ပြန်တာဟာပေးကမ်းလူတန်းခြင်းတစ်ခုဖြစ်တယ်ဖယားသခင်နဲ့တဲ့အမူအရာဖယားသခင်ကြိုက်တဲ့အမူအရာတစ်ခုကဘာလဲဆိုရင်ပေးကမ်းလူတန်းဖို့အဲ့လိုပေးကမ်းလူတန်းဖို့လို့ပြောတဲ့အခါဆေဘုတ်တို့ပဲပေးခိုင်းနေတာကိုပြောနေတာမဟုတ်ဘူးဆေဘုတ်တို့ပါတယ်ကျွန်တော်တို့ဆေအထက်တန်တဲ့အလူပါတယ်ရှေးရသူရှေးရသားတွေကိုပေးကမ်းတာပါတယ်ဘာဖြစ်လို့လဲဂလာတိထဲမှာကျွန်တော်သင်ပြီးတဲ့လူရှိမယ်ဂလာတိအစောအခန်းကြီးနဲ့အဆုံးမှာပေတရုနဲ့တမန်တော်တွေရှင်ပေါလုတွေဘာတွေသဘောတူခဲ့ကြလဲဆိုအသွေးမစားဖို့နောက်ရှေးရတဲ့မုတ်ဆိုးမတွေကိုစွန့်ကြဲကြဖို့သူတို့သဘောတူကြတယ်ပြောချင်တာအဲ့ဒီခေတ်တုန်းကတမန်တော်တွေခေတ်ကလေးကမရှိရှင်ရသားတွေကိုအချင်းချင်းပေးကမ်းလူတန်းဖို့သဘောတူကြတယ်ဒါတွေကိုကျွန်တော်ဘယ်လိုပေးရမလဲဆိုတော့ဖယားသခင်စိတ်သဘောထားအတိုင်းစေတနာစိတ်အတိုင်းဖယားနဲ့တဲ့အမူအရာဖြစ်တယ်ဆိုတာကိုတတိယရဲ့ဖယားရဲ့ကျေးဇူးတော်ခံစားရတဲ့ကျေးဇူးတော်ကိုပြန်တောက်ပြန်ရင်းနဲ့ပေးကမ်းကြစို့ဒါဖယားနဲ့တဲ့အမူအရာလောရမိုင်းခစီဝါရိုညာရရွှေရမူနာမပြုကဂတရားဆုမငါရရွှေရမူလီကနေမူလီဆုငါမပုဒဂတရားမငါရိုတဲ့ဘာစမယေဆုတဲ့ဂျမကွာဘေတိချတိပါရှမြဂလောဖူရှိကွာဘေဝမမဒါမငါတော့စမယေဆုတဲ့ဂျမကွာဘေရိုတဲ့မကွာဟင်ကွာဂျီနာမထူဝဂလောဖူရရှိရကွာဘေဝမမဒါမငါတော့စမယေဆုတဲ့ဂျမကွာဘေစရှာမဟာတိုနဒရိုတဲ့တိုနကောဖူရရှိရကွာဘေဝနာမမငါဖူရရှိရကွာဘေဝမနာမဖြူဒီလမတိချတိပါရှမြမူလီဆုငါမပုဒရိုညာဘာဘာဝစတဲ့တေဆုစနေဂတိဂလီဂဆိုယူယေဆုလဲအဲ့လိုပဲညာရောတိဂလီဂမတမညာဘာဘာဝစယရညငါမငိုဒလာမတိရှငါလောနိုဝစလာညငါပဲညာအဲ့လိုဝစလဲဝစဘီနွာလီရွှေခွာပဲညာတဲ့ငွေတိဂလီဂတရားလိုပဲမမငါပဲညာဝစဘီရွှေမရဇညငါလောဖယားနဲ့တူတဲ့သားသမီးရဲ့လက္ခဏာဖြစ်တဲ့ပေးကမ်းခြင်းဟာပေးကမ်းလူတန်းခြင်းဖယားနဲ့တူတဲ့အမူအရာဖြစ်တယ်။这叫第一个，你搞个地方叫爸爸，我说你他妈出去绝对忙个还咯。
这就是啊，这就是啊，你都偏没啊，啊，这里他也，第一个那个过啊，然后第一个那个抓了，我们要爸爸为啥你？